ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ခန်းခုံ channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပြည်သက်တို့အားလုံးတွေစာရေးသူဆရာဘုဒ္ဓတင်ရေးသားထားတဲ့ဇနကြိုဖွားငွေမြင့်နဲ့ဖိုးသူတော်ဦးရွှေသည်ဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးပြုလုပ်ပြီးဘေးနားက notification ကောင်းလေးကိုနှိပ်ပေးကြပါအောင်ရှင်ဒါဆိုရင်တော့စတင်လိုက်ကြရအောင်နော်စနကြိုးဖွားငွေမြင့်နဲ့ဖိုးသူတော်ဦးရွှေသည်မကြီးကုန်းရွာလေးမှာရွာလဲမကြီးပင်ကြီးအရေးကောင်းကောင်းဝဲမြေဝိုင်းမျက်လှည့်ဝိုင်းလေးမှာဘင်းတန်းနဲ့လက်ကွင်းတန်းပေးကတတိန်တချမ်းချမ်းနဲ့လူစုနေသည်ရွာရှိလူကြီးလူငယ်ယောက်ျားမိန်းမတို့သည်ရွာလဲမကြီးပင်ကြီးအရေးအောင်မှမျက်လှည့်ဝိုင်းလေးစီတို့တဖွဲဖွဲရောက်ရှိလာကြသည်မျက်လှည့်ကျိုးဝိုင်းတွင်ဆရာဟုယူဆရသောရှမ်းပေါင်းမီအနဲ့ချမ်းတိုက်ပုံအနဲ့ကောင်းပေါင်းဒီနှင့်အသားဖြူဖြူလူကြီးတယောက်ကမျက်လှည့်ပြခွက်တွင်300မြေပစ္စည်းများကိုနေရာချထားမှုမှန်ကန်စေရန်တပည့်တယောက်ကိုအမိန်ပေးခိုင်းစေနေသည်ကျန်တပည့်တယောက်ကဘင်းနှင့်လက်ကွင်းကိုတတိန်တချမ်းချမ်းတီးနေလေသည်ပြိတ်သက်လည်းအတော်များလာပြီမို့ရှမ်းပေါင်းမီဝတ်ထားသူနီသူ၏ပညာစမ်းပြတော်မူဖြစ်၍ဘင်းနှင့်လက်ကွင်းတီးနေသောသူတပည့်ကိုလက်ကပြပြီးရက်ခိုင်းလိုက်လေသည်ထို့နောက်အဝတ်နှင့်ခင်းထားသည့်ခြေရန်ရှိလေးချောင်းတောက်ခုံကလေးပေါ်သို့တစ်ချက်ကြည့်လိုက်သည်ခုံကလေးပေါ်တွင်အယုတ်ခတ်ဆိုးဆိုးနှင့်အမည်မသိအယုတ်က2ယုတ်လူယိုကူးကောင်းခုံတစ်ခုပလွေလေးတစ်ချောင်းတစ်တာငယ်လေးတစ်ခုကျိုးနီလေးတစ်ထွေပဝါနီလေးတစ်ထည်ရေအပြည့်ဖန်ခွက်ကလေးတစ်ခွဲဖျောင်းနိုင်တစ်ချောင်းတို့ကသူ့နေရာနဲ့သူရှိနေကြသည်သူကခုံလေးများကိုတွားကသူ့လူယိုကောင်းပေါ်ရှိဖျောင်းနိုင်အားမိထုံးလိုက်သည်ရေဖန်ခွက်ကိုယူလိုက်ခါပါဇက်မှာပွားစီဖြင့်ခဏကြာမှန်းလိုက်ပြီးညလဲစီးဝိုင်းတောင်လေးတောင်အားရေအနှဲငယ်လိုက်လောင်းလိုက်သည်ကဲဒါငါစီငါဆရာငါစီငါနာမည်ပန်နဝဆရာပန်နဝဆုံးကဝေစနကြိုတစီတရေတစ်ပတ်ငါဆရာပန်နဝဟဲ့စမ်းလိုက်စမ်းပြိုင်လိုက်ကပြိုင်နိုင်မယ်ထင်သလားဤသို့ဆရာပန်နဝကဟိတ်လုတ်လိုက်ပြီးစီအလေသို့ပြန်သွားကဖနှောက်တစ်ချက်ပေါက်လိုက်ရာတောင်လေးတောင်မှမိထတောက်လေသည်ဟာကနေဟင်ကနေပြေးသက်ထမ်းမှအမေရိကန်မျိုးထွက်ပေါ်လာပြီးနောက်အနှဲငယ်ရှဲသွားကြသည်ဆရာပန်နဝကတော့ရှမ်းတန်ဝဲနဲ့ဆက်ပြန်သည်ငါဆရာပန်နဝပြန်ရဲရင်ပြိုင်စမ်းရဲရင်စမ်းမဝင်ရဲရင်နောက်ကိုရှဲကြရှောင်ကြဆုံးကိုဝေးစနကြိုးဘာပဲဖြစ်ဖြစ်ငါဆရာပန်နဝအမိတ်အခမ်းမဲမကြံနဲ့နားခံရမယ်ဆရာပန်နဝကပြောရင်းခုံပေါ်ရှိတစ်တာငယ်လေးကိုယူလိုက်သည်သူ၏ပြခွက်ကိုစတော်မီတစ်တာငယ်လေးကိုဖွင့်လိုက်ကပြိတ်သက်အားပြတာရင်တစ်တာလေးထဲမှာဘာရှိလဲကြည့်ကြပါဘာမှမရှိပါနော်ပြိတ်သက်ကိုမြင်တာအောင်တစ်တာလေးကိုလှည့်ပြသည်ထို့နောက်တစ်တာလေးအဖွန်ပြန်ပိတ်လိုက်ပြီးတစ်ဖက်ကကင်ထားလိုက်သည်လက်တစ်ဖက်ကခုံပေါ်ကလူယိုကောင်းကြီးကိုမယူလိုက်ပြီးလေးပေါ်မြောက်လိုက်သည်ငါဆရာပန်နဝအမိတ်အာခံမယ်မကြမ်းနဲ့နားခံရမယ်ဒီလိုပြောပြီးလူယိုကောင်းကြီးကိုခုံပေါ်ပြန်ထားလိုက်သည်တစ်တာလေးအဖုံကိုဖွင့်ပြီးလက်ဖြင့်နှိုက်လိုက်ရာငွေဆက်ကူများထွက်လာလေသည်ငွေဆက်ကူများမှာယူလို့မကုန်အောင်များလာသည်ပြိတ်သက်လဲတတော်နှင့်ပွဲကျသွားတော့သည်ထိုးပြခွက်တစ်ခွက်ပြီးသွားတော့အခါတစ်တာငယ်ကလေးကိုခုံပေါ်ပြန်တင်လိုက်ပြီးပဝါနီလေးကိုယူလိုက်သည်ပြိတ်သက်ရှိတွင်လက်နှစ်ဖက်နှင့်ပဝါကိုခါရွေးပြသည်ပဝါနီလေးကတထဲတဲဆိုတာသိချပြီဆိုမှငါဆရာပန်နဝစမ်းခြင်းရင်စမ်းပြိုင်ခြင်းရင်ပြိုင်ဆုံးကဝေးစနကြိုးဖားမျိုးဖြစ်မဝင်ရင်နောက်ကိုရှဲရှောင်ကြရှားကြအခမ်းမဲမကျန်နဲ့ငါဆရာပန်နဝအမိန်ကိုနားခံရမယ်အတန်ကျဲကြီးနဲ့ပြောရင်ပဝါနီလေးကိုခါပေါ်ပါစုပ်ထားသည့်လက်သီးစုပ်ထဲသို့တစ်ဖက်လက်နှင့်ထိုးသိပ်ထဲနေသည်ပဝါနီလေးလက်သီးစုပ်ထဲရောက်သွားပြီဆိုမှတစ်ဖက်ကနေပြန်ဆွဲထုတ်လိုက်ရာအဝါအပြာအစိမ်ခရမ်းရံစသည်ပဝါလေးများတစ်ထဲပြီးတစ်ထဲတက်ခါထွက်လာလေသည်ရုတ်တရက်ရောင်စုံပဝါလေးများကိုလက်သီးစုပ်ထဲသို့ပြန်ထိုးသိပ်ထဲပြီးပြိတ်သက်ရှိသို့ပြစ်လိုက်သည်ပဝါနီလေးတစ်ထဲထွက်လာပြီးလွင့်ပြန်သွားလေသည်ပြိတ်သက်မှာအံ့ဩသဘောကျခြင်းများစွာဖြင့်လက်ခုပ်တီးကအားပေးလျက်ရှိတော်သည်ထပ်မံ၍ဆရာပန်နဝသည်သပွဲပေါ်မှာကျိုးနီလေးတစ်ချောင်းယူလိုက်သည်ယခုပြခွက်ကကျွန်တော်အတွက်အတော်အန္တရာယ်များပါတယ်ဒါကြောင့်ကျွန်တော်ကိုအချိန်နည်းနည်းပေးပါရေပြည့်ထည့်ထားသည့်ဖန်ခွက်ကလေးကိုကောက်ယူလိုက်ပြီးပွားစီနဲ့မန်းလေသည်စီးဝိုင်းတောင်လေးတောင်ကိုရေလေးနည်းနည်းစီလောင်းလိုက်ရင်အတန်ကျဲကြီးဖြင့်ငါဆရာပန်နဝအမိတ်ဇော်ကနီဇော်ကနက်စောင့်သည်
သီးစီတားစီသုံးတစီကဝေးတရေတပက်ဘလူးမကျူးစီရမကြော်စီရငါဆရာပနဝအမိတ်မနာခံမဲဆိုရင်တော့အခန့်ရင်ပြည့်တဲ့ဒီမှာကြည့်ပါဆရာပနဝကတထောင်ခန့်ရှိသောကျိုးနီလေးတစ်ချောင်းကိုဆွဲဆန်၍ပြလေသည်ကျိုးလေးကအဆက်မပါအထုံးမပါအပြစ်မပါပကတိကျိုးလေးတစ်ချောင်းပင်ဆရာပနဝကကျိုးကလေးကိုခွေးခောက်ကလက်တက်ဖက်နဲ့စုပ်ထားလိုက်ပြီးသုံးတစီကဝေး12ကျိုးဘာမျိုးပဲဖြစ်ဖြစ်ငါမိန်ကိုနားခံအခန့်မာကဟောဒီငါလက်ထဲကကျိုးကလေးလိုအဖြစ်ဆိုးနဲ့တေးချင်းဆိုးသွားမယ်ဒီလိုဆိုပြီးလက်ထဲတွင်စုပ်ထားသောကျိုးကလေးကိုပြေးသက်ရှေ့မောင်သို့လွှင့်ပစ်လိုက်ရာကျိုးကလေးမှာတစားစီအပိုင်းပိုင်းပြက်ပြီးပြန်ကျဲလွင်ကျသွားလေသည်တခါဆရာပနဝကကျိုးဘက်ကလေးများကိုပြေးသက်ရှေ့များပြန်ကောက်ယူပြီးလက်ထဲစုပ်ထားလိုက်ပြီးထွက်လာသောအစာကလေးအားထွဲထုတ်ပြလိုက်ရာရခင်ကျိုးကလေးအတိုင်းအဆက်မပါအထုံးမပါအပြက်မပါပဲကျိုးနီလေးကပကတိအတိုင်းရှိနေလေသည်ပြည်သက်ကပြကွယ်များကိုကြည့်ပြီးအောက်လန်းလားအထက်လန်းလားတီတိုးဝေဖန်သူကဝေဖန်ဖျားပနဝကျိန်းမောင်းတန်ကိုကြောက်ကြောက်နဲ့စိတ်ဝင်တစားအားပေးလျက်ပင်ဖျားပနဝကစကားကိုဆက်ပြန်လေသည်ကဲအခုပြမယ်ပြကွက်ကပြည်သက်ထဲကတယောက်ယောက်လောက်ကူညီပေးပါဟဲပြောနေကြတယ်ငါတူဘာကြီးကိုကူညီပါဒီလိုရေကောင်ဘောကဖြင့်ပြည်သက်ထဲကဆဲကြောသက်ရွယ်ကလေးတယောက်ကိုလက်ဆွဲကစီးဝိုင်းထဲသို့တွင်လိုက်သည်ထိုကလေးမှာပိုးမသိဘာမသိနဲ့စီးဝိုင်းထဲသို့ရောက်လာလေသည်ငါတို့နာမည်ဘယ်လိုခေါ်တယ်လဲကျွန်တော်နိုင်မယ်တားတယ်မှာကြိုက်တယ်ကွာတားတယ်ကိုဘာထင်တယ်လဲပေါ့ဟုတ်လားဒီပြောက်ကဘာကြီးတွေအတော့အန်နေရှိတယ်ကွာငါတူကြောက်နေသလားမကြောက်ပါနဲ့တားတယ်ကတော့တုတ်တုတ်မှမလုပ်ဘာမှမကြောက်ပါနဲ့ကွာဆရာပနဝကပြောဆိုရေးအပြည့်ထည့်ထားသောဖန်ခွက်ကလေးကိုယူလိုက်ကအခုကျွန်တော်ပြမှာကတိုက်မွေလားကြိုက်မွေလားဆိုတဲ့ပြကွက်ဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်သစ္စာတို့တယ်ဒီကလေးယခုပြပွဲမှာအန်ဒီရဲ့ဖြစ်ခဲ့ပါကပြကွက်ထဲကငွေကြိုက်လို့ကျွန်ုပ်သေးရပါသေးတာဟုကျိန်ဆိုကဖန်ခွက်ထမ်းမှရေကိုအကုံတောက်လိုက်လေသည်ငါတူကြောက်သလားမကြောက်ပါဘူးအေးဒီလိုပဲဖြစ်ရမှာပေါ့ကဲဒါဖြင့်ရောဒီအုပ်ဆောင်ကလေးကိုအလဲကောင်မှာတွားမောက်ထားလိုက်တားတင်ကဆရာပနဝပြောထားသည့်အတိုင်းတန်အုပ်ဆောင်လေးကိုစီဝိုင်းအလဲသို့တွားမောက်ထားလိုက်သည်ကဲငါတူကအုပ်ဆောင်လေးမှောက်ပြီးပြီဆိုတော့ရော့ဒီကျိုးနီလေးကိုအုပ်ဆောင်အောင်တွားထားလိုက်တားတင်ကကျိုးနီလေးကိုအုပ်ဆောင်အောင်တွားထားလိုက်ပြန်သည်ကဲကျိုးနီလေးကိုထားပြီးပြီဆိုရင်ရော့ဒီတုပ်ရှည်လေးကိုင်းထားဆရာကငါတူရေးအုပ်ဆောင်ကိုလှန်လိုက်တော့ဆိုရင်အုပ်ဆောင်ကိုတစ်ချက်ထဲနဲ့ထိုးလှန်လိုက်တော့ကြားလားအဲ့နေရာမှာထိုင်နေတာတင်ကဆရာပြသောနေရာသို့တွားထိုင်နေလေသည်ဆရာပနဝကခါကြမှာပလွေလေးတစ်ချောင်းထုတ်လိုက်ပြီးပလွေမှုံရင်တန်အုပ်ဆောင်ပေးသို့3ဘတ်လောက်ပတ်လိုက်သည်ကဲငါတူအသင့်ပြင်ထားဘာကြီးကဖွင့်ဆိုတာနဲ့တပြိုင်နဲ့မင်းကင်ထားတဲ့တုပ်ရှည်နဲ့တစ်ချက်တည်းထိုးလှန်ဖွင့်လိုက်ကြားလားအေးဟုတ်ပြီဆရာပနဝအမိတ်အာခံမယ်မကြမ်းနဲ့နာခံရမယ်သုံးတစီကဝေ12ကျိုးအမျိုးမျိုးငါအမိန်ကိုမနာခံရင်အသေးဆိုးနဲ့သေးသွားမယ်ဒီလိုဆိုကဖနှောက်တစ်ချက်ပေါက်လိုက်တော့စီဝိုင်းထောင်းလေးတောင်မှညီးထတောက်ပြန်လေသည်ဆရာပနဝကအားရသည်ဟန်းနဲ့ဟာဆိုတာရှည်လိုက်ပြန်သည်ငါတို့အသင့်ဖွင့်ဆရာပနဝအော်တန်ဆုံးနေတပြိုင်နဲ့တာရင်ကကင်ထားသည့်တုပ်ရှည်နဲ့တစ်ချက်တည်းထိုးလန့်ဖွင့်လိုက်ရာပြိတ်သက်အားလုံးနောက်သို့ဆဲသွားကြလေသည်ပေါ်လာသည်ကလူကြီးတယောက်လက်မောင်းလောက်ရှိသောမွေဟောက်ကြီးပပြင်းကြီးထောင်ကအဆွဲဖွေးနဲ့ဒေါသတကြီးတရှူးရှူးတစ်ချက်ခေါင်းကိုရိမ့်ထိုးကပတ်ဝန်းကျင်ကိုကြည့်နေလေသည်မွေကြီးအတွင်ကလှုပ်လိုက်တာနဲ့ပေါက်လိုက်ရန်အသင့်အနေထားမွေကြီးကိုကြည့်ပြီးတာတင်လဲကြောက်လက်တကြားဖြင့်ပြိတ်သက်ထဲတို့ပြေးလျာမိန်းမကြီးတယောက်ကိုတိုက်မိပြီးချော်လဲမလို့ဖြစ်သွားလေသည်မိန်းမကြီးကတာရင်းကိုစီး၍ထိန်းထားလိုက်၍သာတော်သည်ထိုမိန်းမကြီးကရွာမဒေါ်ငွေမြင့်ဆိုသူဖြစ်သည်ဒေါ်ငွေမြင့်ကတူရီလေးလောင်ရဲလိုက်သည်ငါပိုင်နဲ့ထဲလာပြီးငါ့ကိုစော်ကားတဲ့တောင်ငါကြောင်သိစီရမယ်ဒေါ်ငွေမြင့်ကတီတိုကျင်းဝါလိုက်သည့်အတန်ကိုတာရင်တယောက်သာကြားလိုက်သည်တာရင်စီးထဲမှထွက်ပြေးသွားသည့်တဲ့ဆရာပနဝမှာမျက်နှာပြက်နေလေသည်တာရင်ကိုပြန်ခေါ်တော့လဲတာရင်မှာစီဝိုင်းတဲ့သူပြန်မဝင်တော့ပြီဆရာပနဝလဲသူ့တပည့်တယောက်နဲ့သာဆက်လက်ရေးပြကွက်ကိုပြရလေတော့သည်တကယ်တော့ပြကွက်မပြီးခင်တာရင်ထွက်ပြေးသွားသည့်အတွက်စီပေါက်စီကျိုဖြစ်သွားရပြီဖြစ်သည်သို့တော့တိတ်ခါဆဲသည့်အနေဖြင့်ဆက်ပြရန်စူးစမ်းခြင်းဖြစ်သည်ကဲငါတပီလာဟိမင်းနဲ့ပဲဆက်လုပ်ရတော့မှာပဲ
တပည့်ဖြစ်သူလည်းမတက်တာတော့ပဲဆေးရအနာတို့ထသွားရလေသည်ကဲငါတပည့်ဒီမွေကဘာကဖြစ်လာတဲ့မွေလဲကျိုးကဖြစ်တဲ့မွေပါအေးအဲ့ဒီတော့ကျိုးကကျိုးပဲအပိုင်းပိုင်းပြတ်သွားခြင်းသလားအခမ်းမဲ့မကြမ်းနဲ့ငါအမိန်ကိုနာခံရမယ်မွေဟောက်ကြီးကရှာကိုပြူတစ်ထုတ်ကအယောင်များတောက်နေသည့်မျက်လုံးများနဲ့ဆရာပနဝါကိုအလစ်မပေးပဲစိုက်ကြည့်နေလေသည်ကဲငါတပည့်အဲ့ဒီပချုပ်ကိုဖွင့်လိုက်တပည့်ဖြစ်သူကပချုပ်ကိုဖွင့်ထားလိုက်လေသည်ငါမိတ်ငါအာနာတေးရမယ်အဲ့ဒီပချုပ်ထဲဝင်စမ်းမွေဟောက်ကြီးကတုတ်မှမလုပ်ပဲဆရာပနဝါကဆူဆူရဲရဲစိုက်ကြည့်နေလေသည်ဆရာပနဝါမျက်နှာတစ်ချက်ပြတ်သွားသည်သူ့တပည့်ကိုအနားသို့ခေါ်လိုက်သည်ထို့နောက်တစုံတစ်ခုကတပည့်ဖြစ်သူကိုခတ်တူတူပြောလိုက်သည်တပည့်ဖြစ်သူကစီဝိုင်းအလဲသို့ရှောက်သွားကမွေဟောက်ကြီးအနည်းရှိတန်အုပ်ဆောင်ကိုလှမ်းယူလိုက်စဉ်ဖောက်ခနဲ့မွေဟောက်ကြီးကလက်တစ်ပြက်ပေါက်ချလိုက်ရာဆရာပနဝါတပည့်လည်းကိုကြာနာပေါက်မိသွားလေသည်ဆရာပနဝါမျက်လုံးပြူပြီးနှကမ်းမွေးပါကားသွားလေသည်ဆရာပနဝါခံရပြီဟဲ့ပယောကနှောက်ရှက်ပြီးနဲ့တူတယ်စကားသံတွေအမျိုးမျိုးထွက်လာသည်ထို့နောက်ပိဋကမှာရုပ်သေးဖြစ်ပြီးအရှူထွက်သွားကြတော့သည်မျက်လှည့်ပွဲပြတ်သွားလေပြီတာထဲမှာဘုန်းကြီးကျောင်းနေနေထိုင်သည့်ဘုန်းကြီးကျောင်းသားတယောက်ဖြစ်သည်မျက်လှည့်ပွဲပြတ်သွားပြီးနောက်ရွာတဲ့တပတ်ကကျောင်းကိုပြန်လာခဲ့သည်ကျောင်းပါဝါသို့ရောက်တော့မျက်လှည့်ဆရာပနဝါနဲ့ပိုးထီခံရသောတူတပည့်ကိုမျှော်လင့်မထားပဲတွေ့လိုက်ရလေသည်ဆရာပနဝါကတာထင်းကိုမြင်သည်နဲ့ဟာငါတို့ဦးလေးတို့ကိုကူညီပါအောင်ကွာဖိုးသူတော်ဦးရွှေတီးဆိုတာဒီเจ้าမှာရှိလားကွတာရင်းကထိုးစကားကြားလိုက်ရတော့ဆရာပနဝါတို့တပည့်ဒုက္ခရောက်ပြီဆိုတာရိပ်မိလိုက်သည်ဟာရှိတာပေါ့ဖိုးထီရဲ့လူမတက်တာဘူးလားလာဖိုးသူတော်ဦးရွှေတီးဆိုတာကျွန်တော်ဆရာပဲသူကဟိုဆောင်လေးမှနေတယ်တာရင်းကဖိုးသူတော်ဦးရွှေတီးနေတော့ကျောင်းဆောင်လေးတီသို့ခေါ်ဆောင်ကခေါ်သွားလေသည်ကျောင်းဆောင်လေးထံသို့ဝင်လိုက်လေတော့စာဖတ်နေသည်ဖိုးသူတော်ကြီးကပုတ်ခနဲ့စားအုပ်ကိုပြစ်ချလိုက်ပြီးတာရင်တို့ကိုမျက်မှောင်ကြည့်ကတစ်ချက်ကြည့်လိုက်သေးသည်ဘာလဲဟေတာရင်မှန်ပါဗျာလူတယောက်ပိုးထီလာလို့ပါဗျာတာရင်ကပြောဆိုဖိုးသူတော်ဥရွှေတီကိုတရိုးတတိဝေချလိုက်လေသည်ဆရာပနဝါတို့ဆရာတပည့်နှစ်ယောက်ကလည်းရိုးသေးစွာဝေချလိုက်ကြသည်ဖိုးသူတော်ဥရွှေတီမှာကြေးခွန်းအိတ်ကြီးကိုဆွဲယူလိုက်ပြီးခွန်းရတရားကောက်ရလိုက်သည်တဆက်နေခေါင်းကိုညှိလိုက်ပြီးဩလူတွေအတော်တနာစရာတော့ကောင်းတာပဲကိုလောက်တာကိုအဟုတ်ထင်နေကြပြီးမာနထောင်လွှားနေကြတာကိုကွာဒီလိုပြောလိုက်တော့ဆရာပနဝါမျက်နှာငယ်ကလေးနဲ့တပည့်တော်နောင်နာရပါ යි ဗျာတပည့်တော်တို့ကိုကဲပါအောင်ဗျာအေးဒီလိုပါပဲလူတွေဟာကိုလောက်တာမဟုတ်တော့ဘူးဆိုရင်တော့ဖះကိုသတိရကြတယ်ကဲလေးထားပါတော့တို့လိုသူတော်စင်းဆိုတာဒုက္ခရောက်နေတဲ့တရဝါအလုံးကဲလဲကဲကောင်းတယ်ကဲလဲကဲရမယ်ဝတ္တရားလည်းရှိပါတယ်ကဲအဲ့ဒီငွေပါလာသလားဆရာပနဝါကအာကိုတော်အမူအရာဖြင့်ငွေဟောက်ကြီးထည့်ယူလာသောငွေပချုပ်ကိုဖိုးသူတော်ကရိုးသေးစွာကန်ပေးလိုက်သည်ဥရှိတီကပချုပ်သေးသို့လက်နိုင်ရေးဆွဲထုတ်လိုက်တော့ငွေဟောက်ကြီးမဟုတ်ပဲကျိုးနီကလေးသာပါလာသည်ကိုတွေ့လိုက်ကြရသည်ကဲရော့မင်းကျိုးနီလေးနဲ့ပချုပ်ပြန်ယူသွားတော့မင်းတပည့်လည်းဘာမှမဖြစ်တော့ဘူးအန်ရကင်းသွားပြီဒါပေမဲ့မင်းတို့ဆရာတပည့်ဒီရွာကအမြန်ဆုံးထွက်သွားကြတော့မှန်ပါဗျာကျေးဇူးကြီးလာပါတယ်ဗျာဆရာပနဝါတို့ဆရာတပည့်လည်းဦးသူတော်ကိုရိုးသေးစွာဝှက်ချပြီးအမြန်ဆုံးထွက်ခွာသွားကြလေတော့သည်ဒေါ်ငွေမြင့်တယောက်အိမ်မှုကိစ္စတွေအေးဆေးလုံနေသည်သို့တော်မျက်နာမှာတော့ဒေါသရိပ်တွေလွှမ်းမိုးနေသည်မျက်လုံးများလည်းအယောင်တွေတောက်နေသည်မျိုးသိပ်ထားသည့်ဒေါသတွေကအပြင်းသို့ထွက်ပေါက်ခါထွက်လာလေတော့သည်တောက်ကိုအလုပ်ကိုမလုပ်ဖဲမဆိုင်နာဝင်ရှုပ်တဲ့ဥသူတော်ငါနဲ့တွေ့အောင်မယ်လူမြည်တွန်တောက်တီးနေစဉ်ဖွားငွေမြင့်သုံးအိုးပြုတ်အတန်လာရသို့ဒေါ်ငွေမြင့်တစ်ချက်ကြည့်လိုက်ရာဥသူတော်ဤတပည့်ဖြစ်သူတာရင်မှာသုံးကြိုင်ကိုဆွဲပြီးဖိုးတုတ်ကသုံးအိုးလေးကိုထမ်းလဲမြင်လိုက်သည်မျက်နှာသွင်းပြင်ကိုပြောင်းလိုက်ပြီးအော်အေးမောင်ចောင်းသားတို့ထားခဲ့ကြတာရင်တို့လည်းသုံးအိုးကိုဒေါ်ငွေမြင့်အိမ်ထဲဝင်ထားကပြန်သွားကြလေသည်နောက်တနေ့နဲ့ဆရာတော်ဖះဆုံးဖုံးပေးချိန်နီးနေပြီမို့ဖိုးသူတော်ဥရှိတီကဆရာတော်ဖះအတွက်သွန်းပွဲပြင်နေလေသည်ထိုးစဉ်တာရင်ကသွန်းဟင်းကြိုင်ကလေးဆွဲ၍ဖိုးတုတ်ကသွန်းအိုးလေးထမ်းကသွန်းစားချောင်းပေါ်သို့တက်လာသည်ကိုဖိုးသူတော်ဥရှိတီမြင်လိုက်သည်မင်းတို့ဒီနေ့နောက်ကြတယ်ဘဲသွားစော်နေကြလဲမစော့ပါဘူးဖះလာဒီနေရာချဘသူအိမ်ကသွန်းအိုးလဲဒေါ်ငွေမြင့်အိမ်ရပါဖះဖိုးသူတော်ဥရွှေတီက
သွန်ဟင်းကြိုင်နဲ့သွန်အိုးကိုဖွင့်ကြည့်လိုက်သည်ဟင်းကနေဥသူတော်မျက်လုံးပြူသွားသည်ဘာဟင်းနဲ့လဲဟေးအဲ့ဒီမှာကြက်သားဟင်းချင်းရင်ဟင်းနဲ့ငရုတ်သီးကြော်ပါဗျာဟုတ်ပါသည်ဖွင့်ထားသည်သွန်ဟင်းကြိုင်ကိုတာရင်နဲ့ဖိုးတုပ်လည်းမြင်သည်ကြက်သားဟင်းချင်းရင်ဟင်းနဲ့ငရုတ်သီးကြော်တွေဒါပေမဲ့ဥသူတော်ကသွားဒါတွေကိုကြောင်းစီးရိုးအပြင်မှာသွားတုံပြစ်လိုက်ဥသူတော်စကားကိုတာရင်ဖိုးတုပ်ပါနားမလည်နိုင်အောင်ဖြစ်သွားပြီးတွေ့ဝင်နေကြသည်ဘာလုပ်နေကြတာလဲမြန်မြန်သွားတုံလိုက်သွန်အိုးပါယူသွားဥသူတော်ကငေါက်လိုက်မှတာရင်ရောဖိုးတုပ်ပါသွန်ဟင်းကြိုင်နဲ့သွန်အိုးကိုပြပြတလဲယူပြီးကြောင်းစီးရိုးစီပြေးသွားကြသည်သွန်လိုက်သည့်အခါကြက်သားဟင်းချင်းရင်ဟင်းရုပ်သီးကြော်သွန်းတော်မဟုတ်ပဲပိုဟက်ပရစ်ပလူလောက်ကောင်များပိုးနီတန်းကောင်များရွာစီနဲ့ပြိုးအံ့ကျင်စရာပိုးကောင်များဖြစ်နေလေသည်တာရင်နဲ့ဖိုးတုပ်လဲသွန်ဟင်းကြိုင်ရောသွန်အိုးပါပြစ်ချထားခဲ့ပြီးဥသူတော်ထံတချိုးတွေပြေးကြလေတော့သည်ဥသူတော်ထံရောက်တော့အကျိုးအကြောင်းပြောပြလိုက်သည်တာရင်နဲ့ဖိုးတုပ်မင်းတို့ဒီအကြောင်းကိုဘယ်သူမှမပြောကြနဲ့ကြားလားငါတပည့်တို့အတွက်အန်ရရှိလို့တားရတာကွယ်ကြားလားမှန်လားပါဗျာထိုနေ့ကဥသူတော်တို့ဆရာတပည့်တစ်တိုင်းထမင်းကောင်းကောင်းစားလို့မရကြဒေါ်ငွေမြင်ပို့လိုက်တော့ပိုးကောင်မျိုးစုံကိုမျက်စီတဲကမထွက်ညင်အောင်နေမိကြလေသည်ထိုဖြစ်ပျက်ကလေးကြောင့်တာရင်နဲ့ဖိုးတုံမှဒေါ်ဖွားမြင်ကိုသတိထားမိလာကြသည်တနေ့နေ့လေချိန်မှာတော့တာရင်နဲ့ဖိုးတုံဥသူတော်အလယ်မှာလေးဝတစ်ချောင်းစီကင်ပြီးငှက်ပြင်းရင်ဒေါ်ငွေမြင်ဤရာခင်းလေးစီတို့ရောက်လာကြလေသည်ဒေါ်ငွေမြင်တယောက်ရာခင်းလေးထဲတွင်တကုန်းကုန်းတကွာကွာနှင့်အလုံးလုံးနေသည်ကိုတာရင်တို့မြင်ကြရသည်ဟာဟိုမှာဒေါ်ငွေမြင်ကြီးဘာလုပ်နေရလဲမသိဘူးဟေ့ကောင်သူ့ဟာသူဘာလုပ်လို့တွားမဆက်စုနဲ့လာပြန်မယ်ဖိုးတုံမှာဒေါ်ငွေမြင့်ကိုအလိုလိုကြောက်နေသည်ဖြစ်ရာတာထင်းကိုခေါ်ပြီးပြန်ခဲ့ကြသည်ဒေါ်ငွေမြင့်အိမ်နားမှာလမ်းတင်၍ဖြတ်လျှောက်လာစဉ်ဟာတာထင်းဟိုမှာဒေါ်ငွေမြင့်ကြီးဟုတ်သည်ဒေါ်ငွေမြင့်တယောက်အိမ်ထဲမှာအလုပ်ရှုပ်နေသည်ဟာအေးဟုတ်လားဒေါ်ငွေမြင့်နှစ်ယောက်ဖြစ်နေတယ်ရာခင်းထဲမှာတယောက်သူ့ပညာနဲ့ဖန်ဆင်းထားတာဖြစ်ရမယ်အေးကွာဖြစ်နိုင်တယ်ငါမိကပြောတယ်ဒေါ်ငွေမြင့်ကသုံးမကြီးတဲ့သုံးမ12ကျိုးတယ်လာဘာမှမပြောနဲ့တို့ပြောတာကြားသွားနိုင်တယ်ကြားသွားရင်ပြူစားလိမ့်မယ်လက်ကြသူနှစ်ယောက်သားတချိုးရဲလက်လာခဲ့ကြတော့သည်ဥသူတော်တရားចောင်းသားတွေရှိရင်ခေါင်းတက်ဆက်ဆက်ညှိရင်တောင်လျှောက်လိုက်မြောက်လျှောက်လိုက်လုံးနေပြီးခဏကြာတွင်ចောင်းစင်းပေးလိုက်သည်တာရင်းနဲ့ဖိုးတုံနေခဲ့ကြဥသူတော်အမိန်ចောင်းចောင်းသားတွေចောင်းပေါ်မှာဆင်းသွားတော့လဲတာရင်းနဲ့ဖိုးတုံမှာဥသူတော်ပြောသည့်စကားကိုငန်းလျင်ငုတ်တုတ်ကလေးကြမ်းရစ်ခဲ့ကြလေသည်ဟဲဥသူတော်ကဘာမှမပြောပဲမရေချင်းရဲရင်တာရင်တို့ရှိခောက်တုတ်ခောက်ပြန်လမ်းချောင်းနေသည်အတန်ကြာမှမိစ္ဆာတကောင်တော့ကျွတ်ချိန်တန်မီနဲ့တူတယ်ကဲငါတပည့်တို့ဒီနေ့ညငါနဲ့လိုက်ခဲ့ရမယ်ဖဲကူလဲဗျာတင်းချိုင်းကဇရက်ပြက်ကြီးကိုတာရင်ရောဖိုးတုတ်ပါမျက်လုံးပြူသွားလေသည်ဖះလုံးနေကြနဲ့မင်းတို့ပွဲကြီးပွဲကောင်းကြည့်ရမယ်တင်းမဗျာဒီလိုဆိုလိုက်ပါမယ်ဒါဆိုလဲအသင့်ပြင်ထားကြတောင်းတော်နေကွယ်လေပြီဥသူတော်တို့ဆရာတပည့်3ယောက်ကျောင်းမှာထွက်ခဲ့ကြလေသည်တင်းချိုင်းထဲဝင်လိုက်သည်နှင့်ပုတ်အနန်းစိုးတို့ကတစ်ချက်နှာခေါင်းထဲသို့တိုးဝင်လာလေသည်အမောင်ရိပ်အောက်တွင်အုပ်ကူဖွေးများကဟိုတတုဒီတတုမြေပုံမျိုးမို့ကလေးများပေါ်တွင်မှတ်တိုင်ကလေးများကလည်းရိုင်းတချို့လဲတချို့ဦးကနေတင်ញိုင်းအလဲဇရက်ပြိုက်ကြီးစီမှဆွဲငင်ဦးလိုက်တော့ခွေဦးတန်းကြီးကတင်ញိုင်းထဲတွင်ပို၍ခြောက်ချားเสียကောင်းသွားလေသည်ဥသူတော်တို့ဆရာတပည့်3ယောက်လဲရေပုံများကိုကြော်လိုက်ခွာလိုက်ကွင်းလိုက်ရှောင်လိုက်ဖြင့်အုပ်ကူအကျိုးကြားမှခြောက်လာလိုက်ပြီးဇရက်ပြက်ကြီးပေါ်သို့တက်လိုက်သည်တင်ញိုင်းဆောင်ခွေးတအုပ်ကမလွယ်ပေါင်းမှထွက်ပြေးသွားသည်ကိုမြင်ကြရလေသည်ဇရက်ပြက်ကြီးပေါ်သို့ရောက်တော့ကဲတာရင်နဲ့ဖိုးတုပ်မီးထွန်းကွာတာရင်နဲ့ဖိုးတုပ်လဲပါလာသည့်ဖျောင်းနိုင်ချို့ကိုမီးထွန်းလိုက်သည်ထို့တောင်နေရာထိုင်ခင်းများပြုပြင်လိုက်ကြသည်နေရာတကျဖြစ်ပြီးဆိုသည်နှင့်ဥသူတော်ကလက်ထဲမှမြေဖြူခဲနှင့်တရက်အခန်းတောင်တနေရာတွင်စီးဝိုင်းလိုက်သည်ငါတပည့်တို့ကပွဲကြည့်ပြီးတဲ့ပေါ်ကွာဒီစီးဝိုင်းတွေကကြည့်ကြငါဘာဖြစ်ဘသူဘာလို့ဘလောက်ကြောက်စရာဖြစ်ဒီစီးဝိုင်းတွေကမထွက်ကြနဲ့ငါခေါ်မှထွက်စီးဝိုင်းတွေကနေတရွေမင်းတို့ဘာအန်ရဲမှမရှိဘူးမှတ်တာဥသူတော်ကတာရင်အိုဟာနေရာချထားပြီးဇရက်ပြက်ကြီးဤခေါင်းရင်းပိုင်းကိုနေရာယူလိုက်ကထိုင်ပြီးကွန်းဝါနေလေသည်တကီနဲ့ခဏကြာတော့
တင်းញိုင်းဇရက်ပြက်ကြီးစီမှာငှက်ကြီးတစ်ကောင်ကအတန်ပေးကပြန်တန်းလာသည်ငှက်ကြီးမှာဇရက်ပြက်ရှိပရင်းပေါက်နာတွင်လာနာလေသည်လူတစ်ထိုင်လောက်အရွယ်ရှိသည့်လင်းနာငှက်ကြီးတစ်ကောင်ကိုမီးရောင်အောက်တွင်အတိုင်းသားမြင်လိုက်ရလေသည်လင်းနာငှက်ကြီးကအတောင်ပံအစုံကိုချက်တိုင်းခြုံပြီးအောက်သို့ခုန်ချလိုက်စဉ်ဟာကနေဟင်ကနေတာရီနှင့်ဖိုးတုပ်နှလုံးပြူကအံ့ဩသွားလေသည်ခုန်ချလာသည့်လင်းနာငှက်ကြီးမှာဒေါ်ငွေမြင်ဖြစ်နေသည်ကိုခြောက်ချားဝယ်ရတွေ့လိုက်ရသည်ဟဲ့ဥသူတော်ကမရေချင်းရဲလိုက်ကကြွပါဒေါ်ငွေမြင်ဤမျက်လုံးများကအစိမ်းရောင်တွေတောက်နေပြီးဥသူတော်ကစိုက်ကြည့်နေသည်ဟိဒေါ်ငွေမြင်ကဥရားစရာအတန်နဲ့ရဲလိုက်ကဥသူတော်ရှေ့တက်တဲ့နှစ်လန်လောက်အကွာတွင်တင်းပြင်းခွေထိုင်လိုက်သည်သူဤဥကောင်းကြီးကိုလက်နက်ဖက်နှင့်ကိုင်းမလိုက်ရာဥကောင်းကြီးပြုတ်ပြီးလက်ထဲပါလာလေသည်တာရင်တို့လွန်စွာကြောက်သွားကြလေသည်ဥသူတော်ကတော့ပြုံးတယ်ကဲဥသူတော်စမယ်ဆိုတော့ဂရိပြူရအောင်ဒေါ်ငွေမြင့်ဤဥကောင်းပြက်ကြီးကသေကားပြောနေသလိုဥကောင်းမပါသည်ဒေါ်ငွေမြင့်ခန္ဓာကိုယ်ကြီးကလည်းလက်ဟန်ချေဟန်လှုပ်ပြနေသည်ဥသူတော်ကအပြုံးမပြက်ပဲဘာဂရိများလဲဒေါ်ငွေမြင့်ဥသူတော်ရှုံးခဲ့ရင်ဥသူတော်တက်တဲ့ပညာကိုဘယ်နေရာဘယ်ခါမှမသုံးပါဘူးဆိုတဲ့ဂရိလေပေးပါတယ်ဒေါ်ငွေမြင့်ရှုံးခဲ့ရင်ဒေါ်ငွေမြင့်တက်တဲ့ပညာကျုပ်ကိုလှူရမယ်ပေးပါတယ်ရှေ့တွင်ချထားသောသူ၏ဥကောင်းပြက်ကြီးမှာထန်းသီးမှုလောက်ရှိသောသတုံးတွင်ထိုးထားသည့်အယိုးကလေးတစ်ချောင်းကိုနှုတ်ယူလိုက်ကဥသူတော်အားရိုက်တီဟန်ပြုတ်လိုက်သည်ဥသူတော်မှာလူတစ်ယောက်မှဝရင်တုံနှင့်ထိတ်ကိုရိုက်လိုက်သည့်အလားဟုံးကနေပက်လက်လန်လဲကျသွားလေသည်ထို့နောက်ဥသူတော်အားလူတစ်ယောက်ကလှိမ့်ရိုက်လိုက်သလိုလှိမ့်၍ခံနေရလေသည်တာရင်နှင့်ဖိုးတုံမှာမနေသာတော့ပေဟုံးကနေထရလိုက်ကြသည်ငါတပည့်တို့သီးဝိုင်းနဲ့ကမထွက်ကြနဲ့ဥသူတော်ကလူလိမ့်နာကျင်နေသည့်ကြားမှာတပည့်များကိုသတိပေးလိုက်သည်ထိုအခါမှာတာရင်တို့သတိဝင်ပြီးသီးဝိုင်းနဲ့ပြန်ထိုင်လိုက်ကြသည်ဖိုးသူတော်လည်းခါမှကပန်းကျိုးကိုကြိုးစားပန်းသာဆွဲဖြုတ်လိုက်ပြီးတစ်ချက်ဝေးရမ်းလိုက်သည်ဒေါ်ငွေမြင့်တယောက်ကျိုးနှင့်တုံနှောင်ခံလိုက်ရသလိုလက်နက်ဖဲကြောသူကပ်ပြီးလှုပ်မရဖြစ်နေလေသည်ကံကြောက်ကယုံတော်လည်းများအတော်မောဟိုက်လိုသွားလေသည်ထိုအခါမှာဥသူတော်ကလက်ထဲမှခါပန်းကျိုးကိုတစ်ချက်ဝေးရမ်းလိုက်ပြန်ရာဒေါ်ငွေမြင့်ပြန်လှုပ်ရှားလို့ရလာလေသည်သို့တော်အတော်မောသွားသည်မို့ခေါင်းမပါသည်ဒေါ်ငွေမြင့်ခန္ဓာကိုယ်ကြီးကဖားဖို့ကြီးလိုဖြစ်နေသည်ခဏမြငြိမ်နေပြီးနောက်ဒေါ်ငွေမြင့်ကသူ့ချုံတဲ့အနက်ကြီးကိုဆွဲပြန်လိုက်သည်သူ့ရှေ့မှာသူ့ခေါင်းပြက်ကြီးကိုအုပ်လိုက်ပြီးချုံတဲ့ကြီးကိုပြန်ရုပ်လိုက်သည်သူ့ခေါင်းပြက်ကြီးသည်ဖြုတ်ကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားလေသည်ဖြုတ်ကြီးကအာနီကြီးပိန်လိုက်ဖောင်းလိုက်နဲ့ကြောက်စရာကောင်းလာသည်တဖန်ဖြုတ်ကြီးကိုဝေးယုံလက်ကြီးနဲ့ဆက်ခနဲ့ပြန်အုပ်လိုက်ပြီးဝေးယုံညက်ကြီးကိုပြန်ဖယ်လိုက်ပြန်ရာဖြုတ်ကြီးပျောက်ကွယ်သွားပြီးဒေါ်ငွေမြင့်ဤခေါင်းပြက်ကြီးကိုပြန်မြင်တွေ့ရလေသည်ခေါင်းပြက်ကြီးကမခိုးမခန့်ရဲလိုက်ပြီးကဲဥသူတော်ဖြုတ်ကြီးကဥသူတော်ဘိုက်ထဲရောက်သွားပြီးဦးရီအသေးတွေစားဖို့အသင်တင်ပဲအဲ့တော့ဦးရီအသေးတွေအစားခံပါလားအရှုံးပေးပါလားဥသူတော်ကသူ့ဘိုက်ကိုသူဆန်းလိုက်သည်ကွက်ဆိုတဲ့ဆန်းလိုက်တိုင်းဝမ်းပြိုက်ထဲကဖြုတ်ကြီးကအတန်ပေးနေလေသည်ဥသူတော်ကမရေချင်းရဲလိုက်သည်ပြီးနောက်တင်မိုင်းခါလိုက်ကြမှာဖန်မှုလေးတစ်ခုကိုထုတ်ယူလိုက်သည်ဒါခမည်းပြောတဲ့ဖြုတ်ဟုတ်ပါသလားဖန်ဘူးကိုဒေါ်ငွေမြင့်ခေါင်းပြက်ကြီးရှိသို့ချပြလိုက်လေသည်ဖန်ဘူးထဲမှာဖြုတ်ငယ်လေးတစ်ကောင်ကလှုပ်ရနေဥသူတော်ကသူ့ဝမ်းပိုက်ကိုလက်ဖြင့်ပုတ်ပြလိုက်သည်ဘာသာမှထွက်မလာတော့ဒေါ်ငွေမြင့်ခေါင်းပြက်ကြီးမျက်လုံးကြီးပြူးထွက်လာပြီးဒေါသကပိုထွက်လာပြီးအန်တစ်ချက်ကြိတ်လိုက်ရာတဝီဝီနဲ့ခြေမလက်မလောက်ရှိသောဗရုံးပြားကောင်တို့ကတဝီဝီကြီးကအုပ်စုလိုက်ဇရက်ပေါ်တို့ပြန်တန်းကဝင်လာကြလေသည်ဒေါ်ငွေမြင့်ခေါင်းပြက်ကြီးကအဲ့ဒီဖိုးသူတော်ကိုတုတ်ကြစမ်းအော်ဟစ်အမိန်ပေးနေသည်ခေါင်းမပါသည်ခန္ဓာကိုယ်ကြီးကလည်းလက်သီးလက်မောင်းတန်းလျက်တာရီနှင့်ဖိုးတုတ်သည်ဒေါ်ငွေမြင့်ပညာဖြင့်ဖန်ဆင်းလိုက်တော့ပြားကောင်ဗရုံးကောင်များဖြစ်သည်ကိုသိလိုက်ကြသည်ပြားဗရုံးတို့မြည်သည်ကျင်းလင်းနေကြသည်ကိုသူတို့ကောင်းကောင်းသိထားကြသည်ဥသူတော်ကလက်ထဲတွင်ကင်ထားသောခါပန်းကျိုးကိုတစ်ချက်ဝေးရမ်းလိုက်ပြီးအသားငိမ့်ကြီးလိုက်ရာဥသူတော်အနာသို့ပြားပရုံတို့မသိကြသလိုဒါရင်တို့အနာမှလည်းမသိကြပဲဇရက်ပေါ်အနှံ့အပြားတဝီဝီဖြင့်ဝဲပြန်နေကြလေသည်ထို့ကြောင့်ဒေါ်ငွေရင်ပို၍အားမလိုအားမရဖြစ်လာသည်ဒေါသထွက်ခါကျမ်းမြင်ကိုလက်ဝါးပင်ဖုံးကနေတစ်ချက်ရိုက်လိုက်သည်ပြားပရုံကောင်များကျမ်းမြင်ပေါ်သို့တဖုတ်ဖုတ်ပြုတ်ကြ၍တေကုန်ကြသည်
ဦးသူတော်မျက်လုံးပြူသွားကဒီမှာတော်ငွေမြင်ခမားနဲ့ကြုတ်ပြိုင်တာဒီတရဝါလေးတွေနဲ့ဘာမှမဆိုင်ပါဘူးဒီလိုမလုပ်သင့်ပါဘူးဟေးငါခိုင်းတာမလို့ဒီလိုပဲတည်ရမယ်ခမားရက်ဆက်လာပါလားအပေရောက်မှမကြောက်ဘူးလားခမားကိုကြုတ်ချွတ်မှရတော့မှာပေါ့ကဲခမားလဲကြုတ်ကိုနိုင်ဖို့အရေးကြိုးပမ်းရတာအတော်မောသွားပြီအနားယူပေအောင်တော့ကဲတပည့်တို့ပြန်ကြမယ်ဟဲ့ဦးသူတော်ကထိုင်ရမှထရက်လိုက်ကဇရက်လှေကားစီသို့သွားလေသည်တာရင်တို့လည်းနောက်မှလိုက်သွားကြသည်လှေကားထိပ်ရိုက်တော့ဒေါ်ငွေမြင့်အား၃ယောက်သာလှည့်ကြည့်လိုက်ရဒေါ်ငွေမြင့်တယောက်သူ့ဦးကောင်းကြီးနဲ့သူ့ခန္ဓာကိုယ်ကပြန်ဆက်မရပဲဖြစ်နေလေသည်ဒေါ်ငွေမြင့်သူ့အတန်းနဲ့သူဆူလေပြီဦးသူတော်တို့ဆရာတပည့်၃ယောက်ဇရက်အောက်သို့ရောက်တော့ဖွားငွေမြင့်ခေါင်းပြက်ကြီးကလေထဲသို့ပြန်ဝဲလာကဦးသူတော်ကြီးရှေ့တဲတွင်ရက်လိုက်ပြီးဦးသူတော်တပည့်တော်အရှုံးပေးပါပြီတပည့်တော်တနာတော်အပြင်ကဲတော်မူပါဗျာဦးသူတော်ကထုံးစံအတိုင်းမြဲချင်းရဲလိုက်လေသည်ဒီလိုပဲဖြစ်ရမှာပေါ့ပြီးထားတဲ့ဂရိတိုင်းခမရရဲ့မကောင်းတဲ့ပညာကြီးကိုကျုပ်ကိုလှူပါတော့လှူပါတယ်ဖေလှူပါတယ်တာရုပါဗျာကဲခမရခန္ဓာကိုယ်ရှိရခမရဦးကောင်းသွားဆက်လိုက်ပါတော့ရပါပြီထိုအခါမှဦးကောင်းပြက်ကြီးကလေထဲပြန်ကာဝဲကဇရက်ပေါ်သို့တက်သွားလေသည်ဒေါ်ငွေမြင့်တယောက်မကောင်းသည့်ပညာကြီးကိုဦးသူတော်ကအမှန်တကယ်လှူလိုက်လင်ဖြင့်အင်မတန်ကောင်းပေလိမ့်မည်တကယ်မလှူခဲ့လျင်အပင်ငရဲသို့ကြာရောက်ပေလိမ့်မည်ဟုတ်ကဲ့အဆုံးထိနားဆင်ပေးလို့ကျေးဇူးပါရှင်နောက်လဲနားဆင်နိုင်မှုအတွက်ကျမတို့ channel လေးကို subscribe လေးပြုလုပ်ပြီးဘေးနားက notification ကောင်းလောင်းလေးကိုနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်